ညနေဘက်အလောက်ကအပြန်ဘာချမ်းမှမသိတာနဲ့ဈေးထဲကနေငပဲဖြူလေးတွေဝယ်လာခဲ့လိုက်ပါတယ်။ငပဲဖြူလေးတွေကိုတရက်တီကြောင်နဲ့အိုးကက်ချက်ပြီးတော့အင်အားလူတွေရှာလဲသွားအောင်လက်စွမ်းပြပေးလိုက်ပါမယ်ခင်ဗျာ။အရင်ဆုံးကျသွန်ဖြူနဲ့အနီကိုစားချိုမုံနွင်းမုံအယောင်တင်မုံတို့ထည့်ပြီးတော့မညက်တညက်လေးထောင်းလိုက်ပါမယ်။ကျသွန်ဖြူနဲ့အနီလေးတွေကိုထောင်းထားတာလေးတွေရလာရင်တော့စီစတက်ပါမယ်။စီပူလာရင်တော့ကျသွန်ထောင်းထားတာလေးတွေထည့်ပြီးတော့မွေးလာတဲ့အထိကြော်ပေးရပါမယ်။စီတက်ထားတဲ့ကျသွန်လေးတွေမွေးလာရင်တော့ရေဆေးတန်းဆင်ထားတဲ့ငပဲဖြူလေးတွေထည့်ပြီးတော့အရာဓာဝင်သွားအောင်လို့အနည်းငယ်ကြော်ပေးလိုက်ပါမယ်။ငပဲဖြူလေးတွေကတင်လာပြီဆိုရင်တော့စုံစည်းရည်လေးနဲ့တရက်တီကြောက်လေးထည့်ပြီးတော့ရေခမ်းတဲ့အထိအိုးကက်လေးချက်ပေးလိုက်ပါမယ်။ငပဲဖြူလေးတွေအစီပြန်လာပြီဆိုရင်တော့နနမင်းလေးအုပ်ပြီးတော့အိုးကက်တဲ့ထိခဏထားပေးလိုက်ပါမယ်။အနံ့လေးမွေးပြီးတော့တရက်တီကြောက်လေးနဲ့အရန်စားကောင်းတဲ့ငပဲဖြူအိုးကက်လေးရပါပြီခင်ဗျာ။ကဲကျွန်တော်ရဲ့ငပဲဖြူဟင်လေးရတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီ။အိမ်သားတွေရှာလဲမလဲတော့မသိပါဘူးကျွန်တော်ကတော့ကိုချက်ကိုကောင်းပါပဲ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေတင်ပေးအောင်မှာမလို့ကျွန်တော်အကောင့်လေးကို follow လုပ်ခဲ့ဦးမမေ့နဲ့နော်။